အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ကိုချိုသူရ YouTube channel တလေးကနေကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုရီမားတွေအားလုံးကိုမင်္ဂလာပါလို့ဦးစားနိုင်လို့ဆက်ရင်ကျွန်တော်ရဲ့ live show video file လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကြအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲနေလေးပဲဖြစ်ပါစေကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲအခု video file ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုရီမားတွေအားလုံးအတွက်ကိုနော်20ရက်နေ့တောက်ကြနေရဲ့မနက်ဒီအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ live show လေးပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ကိုရီမားတွေဒါကျွန်တော်ပေးထားခဲ့ရတော့ကျွန်တော်ရဲ့ကိုမိုင်းဒါအဆင်မပြေခဲ့ဘူးဒါကီလီနဲ့ပဲကျွန်တော်ကိုမိုင်းညီးခဲ့မယ်ကျွန်တော်ဒါပေးထားခဲ့တာ3ညခွန်1ချင်းကို9တက်နဲ့ကတ်ဆိုပြီးကျွန်တော်ပေးထားခဲ့တဲ့ site မူအရာပဲဒါ3ညခွန်1ချင်းကဖောက်ပြီးတော့ဒါနောက်ကတ်9တက်ဆိုတဲ့ဒါပဲပေးသွားတယ်ဒီညနေမှာကျွန်တော်ကိုမိုင်းအဆင်ပြေခဲ့ပါဘူးဒါဒီကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးကိုတောက်ကြနေရဲ့မနက်မှာအကောင်းဆုံးကြိုးစားပေးသွားမယ်เนาะကျန်တဲ့မိုးရှိရဆိုတဲ့ကိုရီမားတွေက live ပြီးတော့ဆော့မယ်မကြိုက်မနစ်တက်ဘူးဆိုတဲ့ကိုရီမားတွေကကြော်ပြီးတော့သွားလို့ရတယ်ကျွန်တော်ရဲ့ live show တွေကိုဝင်လာပြီဆိုရင်တော့ comment တွေမှာမင်္ဂလာပါမှတ်ပါလက်မလေးမနှိပ်ကသေးလက်မလေးနှိပ်ခဲ့ပေးပါเนาะကြအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲပြန်เนาะနေလေးပဲဖြစ်ပါတယ်ကဲမင်္ဂလာပါလို့ comment လေးမှာမမှတ်သေး comment လေးမှာမင်္ဂလာပါမှတ်လက်မလေးမနှိပ်ကသေးလက်မလေးနှိပ်အခုဗီဒီယိုဖိုင်နဲ့ကျွန်တော်တို့ချင်းမိတ်ဆွေအကိုရီမားတွေအတွက်ကိုเนาะ20ရက်နေ့တောက်ကြပွဲသိန်းနေရဲ့မနက်အတွက်ကိုလာရောက်ပြီးတော့တင်ပေးတဲ့ live show လေးပဲဖြစ်ပါတယ်အားလုံးကဝင်လာပြီဆိုရင်မင်္ဂလာပါမှတ်မယ်လက်မလေးမနှိပ်ကသေးလက်မလေးနှိပ်မယ်ဒီနေ့မှာကျွန်တော်ရဲ့ကိုယ်မှာကျွန်တော်တို့ပြီးသားခဲ့တဲ့ဝမ်ချင်းကဖောက်သွားတယ်ဗျာဒါနောက်ကကျွန်တော်ရဲ့ကိုယ်မိုက်တာ9တက်ဆိုတဲ့ခဏနဲ့ဒါနောက်ကပြီးသားခဲ့တာဒါပေမဲ့လည်းကျွန်တော်ရဲ့ကိုယ်မိုက်ဒီဝမ်ချင်းကဖောက်ပြီးကျွန်တော်ရဲ့ကိုယ်မှာဆင်ပြေမှုလည်းရှိခဲ့တယ်ခွန်9ဆိုကျွန်တော်ရဲ့ကိုယ်မှာအဆင်ပြေတာပေါ့ဒါပေမဲ့9ချောင်းနဲ့ကျွန်တော်ရဲ့ကိုယ်မှာပြီးသွားတယ်ပေါ့ဗျာ9ခွန်းကျွန်တော်ရဲ့ကိုယ်မှာအဆင်ပြေသေးတယ်နော်ဒါ9ခွန်းမကပ်ဖဲနဲ့9ချောင်းနဲ့ကျွန်တော်ရဲ့ကိုယ်မှာပြီးသွားတယ်အဆင်ပြေမှုလည်းရှိသွားတယ်ကံမကောင်းမှုပြောရမယ်ကျွန်တော်ရဲ့ကိုယ်မှာရအောင်မယ်နော်ကဲကျွန်တော်ပြောပြပေးမယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမှာ20ရက်နေ့တောက်ကြပွဲသိန်းနေရဲ့မနက်မှာเนาะအဓိကထားပြီးစောသိန်းနဲ့1ချင်းတီเนาะ3ည8 1ချင်း3ညပိုင်း8ပိုင်းเนาะရှင်းနဲ့ပတ်သက်ပြီးတော့ main ကိုပြောသွားပေးမယ်3ညနဲ့ပတ်သက်ပြီးတော့ main ကိုပြောသွားပေးမယ်ကျွန်တော်ရဲ့အကူဒီမှာကျွန်တော်ပြတဲ့ကဏ္ဍကိုကျတဲ့သက်မှုရှိရင် live ပြီးတော့ဆော့မယ်မကြိုက်မနစ်သက်ဘူးဆိုတဲ့မိတ်ဆွေအကူဒီမှာတွေကမဆော့နဲ့ရတယ်ကျွန်တော်ပြတဲ့ကဏ္ဍလေးကအများတော့မမှန်ပါဘူးအများတော့လည်းမမားနိုင်ပါဘူးအမားတစ်ခါအမှန်တစ်ခါရှိသလိုအမားကင်းအောင်ကြိုးစားပေးထားပါတယ်เนาะအမားမှန်လက်ခံနိုင်မှာ live ပြီးကျွန်တော်ရဲ့ကိုယ်မတွေကစားပေးပါကျွန်တော်ဘက်ကပြောချင်ပါတယ်เนาะကဲတောက်ကြနေရဲ့မနက်မှာအဓိကထားပြီးစော့တဲ့1ချင်းတီ3ည8 1ချင်း8ပိုင်း3ညပိုင်းရှင်းနဲ့ပတ်သက်ပြီးတော့ main ကိုစတင်ပြီးတော့ပြောပေးမယ်ရှင်းနဲ့ပတ်သက်ပြီးတော့ main ဒီเนาะ8တက်ကေ8 3ရေ8 6ကေ8 9ရေပါကဲ live ပြီးကျွန်တော်ရဲ့ကိုယ်မတွေမှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးပါရှင်းနဲ့ပတ်သက်ပြီးတော့ main ဒီ8တက်8 3 8 6 8 9ဒီရှင်းနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ကိုယ်မတွေ main offer ပဲဖြစ်ပါတယ်တောင်ညနဲ့ပတ်သက်ပြီးတော့ main ဒီ3ညတက်ကေ3ည2ကေ3ည3ရေ3ည4ရေပါเนาะ3ည1 3ည2 3ည3 3ည4ဒီတောင်ညနဲ့ပတ်သက်ပြီးတော့ main မှာကဲတကွက်ကောင်းလေးကိုပြောသွားပေးမယ်ပြီးရင် share ခွေလေးကိုပြောသွားပေးမယ် share ခွေကိုအရင်ဆုံးပြောပေးမယ်ကျွန်တော်တို့ကမှတောင်းလုံးပြီးပေါက် share ခွေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုတွေမားတွေအားလုံးပဲ93ည9ပဲเนาะကဲတောင်းလုံးပြီးပေါက် share ခွေကျွန်တော်တို့ကမှ93ည3တောင်းလုံး93ည9တောင်းလုံးပြီးပေါက်အခွေเนาะ live ပြီးကျွန်တော်တို့ကမှမှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးပါเนาะ93ည9ဒီတောင်းလုံးပြီးပေါက် share အခွေလေးပဲဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ဗီဒီယိုပါလာရှိုးလေးကိုလည်းအမှန်တကယ်အားပေးပါတယ်ဆိုတဲ့မျိုးတွေကလက်မလေးနှိပ်ခဲ့ပြီးကျွန်တော်ရဲ့ channel လာရှိုးလေးကိုဒါကိုတအူတယောက်ပဲရလို့ကိုတအူတယောက်ပဲမြင်လို့စိတ်ဆန္ဒအောင်မထားဘဲနဲ့အများမြင်အများတွေ့အများချင်းပြီးတော့ရှယ်တဲ့ကိုဒီမားတွေက share ပေးပါမျှဝေတဲ့ကိုဒီမားတွေကမျှဝေပေးပါ comment လေးမှာလည်းမင်္ဂလာပါလို့မမှန်သေးတဲ့ကိုဒီမားတွေ comment လေးမှာလည်းမင်္ဂလာပါလို့အားလုံးပဲမင်္ဂလာရှိတော့အောင်လို့မှန်ပေးခဲ့ပါအောင်เนาะကဲ share ခွေကျွန်တော်ရဲ့ကိုမားတွေ9 3ည9 3လုံးခွေတကောင်းနှစ်ဝက်ကောင်ပြောမယ်တကောင်းနှစ်ဝက်ကောင်ပြောသေးခင်မှာဒါကျွန်တော်ရှိမှာဗတ်တိုင်းမှာဖုတ်ဝင်နေတဲ့လူအောင်မိတ်ဆွေတွေရောဒါဒီဘက်မှနေတော့တွေ့လို့ဒါကိုကျတဲ့မိုးရှိတဲ့ကျွန်တော်ဆော့လို့ရှုံးနေတယ်မောင်လေးရေဒါနောက်အပတ်မှာမောင်လေးနဲ့အတူလက်တွဲပြီးတော့ဒါတင်းလာအင်္ဂါဗုဒ္ဓဦးမကျော်မှာလာမဲဒါဇာရိုးပတ်ဒီဇာရိုးမင်းနဲ့လိုချင်နေဆိုတဲ့เนาะဒါဇာရိုးပတ်ဒီဇာရိုးမင်းနဲ့လိုချင်နေဆိုတဲ့လူသစ်မိတ်ဆွေတွေရောအပတ်တိုင်းမှာဖုန်းဝင်ရတာဆင်းပြေဆိုလူဟောင်းမိတ်ဆွေတွေလောက်ပြီးတော့ဝင်ထားမယ်ကျွန်တော်ဒီဘက်မှာပြရတဲ့ဇာရိုးမွေးပတ်တီးရလဲအပွင့်လေးရဲ့မနက်မှာတင်60တက်ဆိုတဲ့ကဏ္ဍနဲ့အစီပြေခဲ့တယ်ဒါပြင်မှာကျွန်တော်ပေးခဲ့တဲ့ဇာရိုးပတ်တီးကအပွင့်လေးမနက်မှာချသွားတာဖြစ်တော့ကျွန်တော်ရဲ့အကူတွေမှာဇာရိုးပတ်တဲ့အကူတွေမှာတွေကအမျက်သိမကြုံဆိုကျွန်တော်တီးလို့ထပ်မှန်ကျွန်တော်ထပ်ပြီးတော့ထုတ်ပေးခဲ့အင်္ဂါဗုဒ္ဓဦး2ရက်အတွင်းမှာစောဖို့လက်ဆောင်ပတ်တီးတစ်လုံးနဲ့မွေးဘက်ကိုထပ်မှန်ပြီးတော့ပေးခဲ့တယ်နော်လက်ဆောင်ပတ်တီးလုံးကလည်းဒါ10ပတ်တီးနဲ့အတူအင်္ဂါနေ့ညနေမှာ85ဆိုတဲ့ကဏ္ဍကိုအထူးမရောက်ဘက်နဲ့အစီပြေခဲ့တယ်ဒါပြင်ဒါကျွန်တော်ရဲ့အကူမှာဖုန်းမှာအစီပြေခဲ့တယ်ဒါအကူတွေကလောက်ပြီးတော့ဝင်ကျင်နေဆိုတဲ့လူသစ်မိတ်ဆွေတွေအကူတွေကလောက်ပြီးတော့ဝင်ထားမယ်အကူတွေကလောက်ပြီးတော့ဝင်မယ်ဆိုရင်ရှေးပတ်ကြရင်လည်း3ရက်အတွင်းအတွက်
တင်းလာအင်္ဂါဗုဒ္ဓဦးမကျော်တင်းလာအင်္ဂါမှာလည်းကြားတဲ့ပတ်တီးနဲ့မွေးကနန်းเนาะအခုကျွန်တော်ရဲ့ကိုမှာဇာတို့ပတ်တီးနဲ့မွေးကနန်းကိုရမယ်ဒါပြင်ကိုမှာတောက်ကြပွဲသိန်းနေကုံမှာဆွဲရမယ်လက်ဆောင်ကိုဘာထက်မှမကျွန်တော်ကိုမှာပေးမယ်เนาะလူသစ်တွေရောမုံရလေးဆိုတဲ့လူဟောင်းတွေကိုလာရောက်ပြီးတော့ဝင်ထားလို့ရပါပြီဆိုတဲ့အကြောင်းကိုဒီကနေပဲတစ်ခါလေးပြောပြလိုက်ပြီเนาะကဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုမှတ်မိတဲ့ကိုတွေမှာကျွန်တော်ရဲ့ဒါကဲကျွန်တော်ရဲ့ဖုန်းနံပါတ်ဒီအားလုံးပဲ39เนาะလိုက်ပြီးတော့မှတ်ပေးပါအပန်းမကြည့် comment လေးမှာမှတ်ပေးပါ88545622ဒီကျွန်တော်ကင်ဆောင်တဲ့ဖုန်းနံပါတ်ပါเนาะ comment လေးမှာလည်းကျွန်တော်ပြီးရင်ရေးပေးခဲ့မယ်ဒါနောက်ပတ်တွဲဝင်ရင်လည်းဆိုတဲ့လူသစ်တွေကကျွန်တော်ရဲ့ဒါဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဝင်လို့ရတယ်လို့ပဲ Viber ကနေဆက်သွယ်ပြီးတော့လည်းဝင်လို့ရတယ်ဒါနောက်ပတ်တွဲကျွန်တော်ရဲ့ကိုမှ3ရက်အတွင်းမှာလာမယ်ဒါအပြင်ကိုမှအင်္ဂါမကျော်မှာလာမယ်ဆိုတဲ့ site မူရနဲ့ကျွန်တော်ပေးမယ်ဇာရိုးပတ်တီဇာရိုးဝင်နေတာကိုရမယ်เนาะကဲတောက်ကြအနေမနက်เนาะမှာအဓိကထားသောတဲ့1 chain ကိုပြောပေးလိုက်ပြီးအထူး main ရောတင်ကွက်နှစ်ကွက်ဒီ80နဲ့84เนาะ80နဲ့ကျွန်တော်တို့ကမှ84ဒီအထူး main ရောတင်ကွက်နှစ်ကွက်เนาะလိုက်ပြီးကျွန်တော်တို့ကမှမှတ်ပေးပါအပန်းမကြည့်ရင် comment လေးမှာမှတ်ပေးပါ80နဲ့ကျွန်တော်တို့ကမှ84ဒီတက်ကွက်ကောင်းခေါ်ဒါအထူး main ရောတင်ကွက်နှစ်ကွက်ပဲဖြစ်ပါတယ်80နဲ့84ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒါနံပါတ်လေးကိုမမှတ်မိဘူးဆိုတဲ့ကိုရီမားတွေကကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုမမှတ်မိဘူးဆိုတဲ့ကိုရီမားတွေက comment တွေမှာကြည့်ပါ comment တွေမှာ share ပေးခဲ့ပါကြအားလုံးပဲကိုလက်ပါကျွန်တော်ရဲ့ video file လေးနားဝင်ပြီပါကျွန်တော်ရဲ့ live show video file လေးကိုဆက်ပါမယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေလွန်ကလိုက်မလေးပြီးွားနေကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်ထိုင်ကိုဒါရကိုစီပတ်သက်နေကြပါစေလို့ကျွန်တော်ကိုရတူအောင်မှာဆုမခွန်တောင်းပေးလိုက်ပါတယ်ကြအားလုံးပဲကိုလက်ပါအားလုံးပဲကံကောင်းကြပါစေဗျာ